吹大爷抢了嘛啦？吹大手上的铁郎手臂哦，脚下土的片，深夜大雨呢，路来等大雨家嘛，没表皮在，所有雷皮白。这种吹大爷没打住的都没人个对不对？吹大啥嘞？吹大位的，吹大路嘞。哎呀，个吹大一辈人嘞，当然。သူတို့ရဲ့ကလေးတွေကိုလည်းချွေတာဖို့အမြဲတော်တယ်လေးရှိဒါပေမဲ့သူတို့တွေတစ်တည်ကြလာတဲ့အထိချမ်းသာလားဆိုတာဘာမှမပြောင်းလဲပါဘူးအရင်အတိုင်းစင်းရဲမြဲငွေကြေးအကျက်တဲရှိနေမြဲပဲသူတို့ကဝင်ငွေတိုးအောင်ဘယ်လိုမှမလုပ်ပဲနဲ့စဉ်းစားဖို့ထက်ရှိရဲ့အလုပ်ကိုလေးပဲလုပ်တယ်ချွေတာသုံးမယ်ဆွဲမယ်စုလို့ရသလောက်စုမယ်ဒါသူတို့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ဥပဒေပဲတကယ်ချမ်းသာကြွယ်ဝတယ်ဆိုတာကငွေကိုချွေတာလို့ဖြစ်လာတာထက်ငွေရှာတက်တဲ့နဲ့ငွေကိုခိုင်းတတ်တာကြောင့်ဖြစ်လာတယ်လို့ပြောရင်တော့ပိုမှန်ပါတယ်ပတ်စံရှာနိုင်တာနဲ့အတူပတ်စံကလုတ်ပေးတဲ့ပျော်ရွှင်မှုကိုခံစားလို့ရတယ်ချမ်းသာတဲ့သူတွေကိုကြည်ကြည်လိုက်ရှိတာကိုမစားရဲ့မတောက်ရဲ့နဲ့ချွေတာရဲ့သူတွေကရှားတယ်စားတဲ့နာစားတယ်ဝတ်တဲ့နာဝတ်တယ်အပျော်ခီးဆိုလဲတွားလိုက်တာပဲဇင်ခံပစ္စည်းဆိုလဲအခိုက်ရသုံးလိုက်တာပါပဲဒါပေမဲ့သူတို့ကဒီလိုနေနိုင်ဖို့အတွက်ဝင်ငွေရလန်းချောင်းကိုဘယ်လိုဖော်ဆောင်ရမလဲဆိုတော့အမြဲကြံစီအားထုတ်တယ်တခုပဲဝါမရှိပဲနဲ့ဝီးလို့ချင်တော့ချမ်းသာဖို့ထက်ခွက်ဆွဲရဖို့များပါတယ်ငွေဆိုတာချွေတာဖို့ထက်သုံးဆွဲတက်ဖို့ကပိုပြီးတော့အရေးကြီးတယ်ရှိတဲ့ငွေကိုတိုးပွားအောင်လုပ်တာအကျိုးရှိလေပဲဒါကချမ်းသာကြွယ်ဝခြင်းအစပါပဲဒီဗီဒီယိုလေးကိုအပေါင်းလေးနှိပ်ပြီးတော့တကယ်ချင်းကိုဝင်းများလေး share ပေးတော့ပါ